ချက်မယ်ဆိုတာသိပေမဲ့သူမကိုကယ်တင်တဲ့အတွက်နေတဲ့ထင်ကိုကျေးဇူးတင်ပါတယ်နေတဲ့ကသူကသူ့ရဲ့ညီငယ်ကိုကယ်တင်ရုံပဲလို့ပြန်ပြောပြီးမှထက်ခင်လေးဆန်းနဲ့စကားဆက်မိပြောပါတယ်ဒီအချိန်မှာထက်ခင်လေးကသူ့ရဲ့စာရေးတကောင်းမှုအတွက်သူ့ကိုစတင်လေးစားလာပါတယ်သူမကဂျာရက်ဖီကိုနေတဲ့ထေဟာနောက်ဖရင်ဖြစ်လာဖို့ထိတ်တန်းကိုယ်စားလှယ်ဆိုတာသိပါတယ်ဒါပေမဲ့အချင်းပြတ်မှုမှတ်တွေကသူ့ကိုကြောက်ပြီးသူတို့ရဲ့ယာထူးတွေကိုကာကွယ်ဖို့ဒီယိုကိုထောက်ခံနေကြတာပါဒါပေမဲ့နေတဲ့ကဘာသာရဲ့အားလုံးမှာအမတ်ပြရခဲ့တာကိုတွေ့တဲ့အခါပထမမြောင်မင်းသားအပေါ်သူမရဲ့လေးစားမှုကမကြခင်မှာမနာလိုစိတ်အဖြစ်ပြောင်းလဲသွားပါတယ်သူမရဲ့ထိတ်တန်းအဆင့်ရသူအဖြစ်စတိုက်ဖြစ်နေတာကိုအဆုံးသတ်လိုက်တာပါနေတဲ့ထေဟာတကယ်ထူးချွန်ပြီးစူးစမ်းသူဖြစ်ရမယ်လို့သူမထင်ခဲ့ပါတယ်ဒါပေမဲ့သူမစီလာပြီးအမတ်ပြရတာဘလောက်လွယ်တယ်ဆိုတာကိုပြောတဲ့အခါသူမဒေါသထွက်သွားပါတယ်သူမကဒါကိုကိုစိန်ခေါ်မှုအဖြစ်ခံယူပြီးနောက်တစ်ချိန်မှာသူ့ကိုအနိုင်ရဖို့တကယ်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့နေတဲ့ထက်ကသူမကိုပြောစီခြင်းလို့တမင်တကာရှုံးပေးတယ်ဆိုတဲ့ကောလာဟလတွေပြန့်နှံ့လာပါတယ်ထိုင်ဟေစစ်ကဒါကြောင့်ပိုလို့တောင်စိတ်တူသွားပြီးသူ့ကိုလုံးဝလေးလူရှုဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့နေတဲ့ထက်ကသူမကိုစက်တိုင်းနောက်ရှက်နေပါတယ်ကြောင်းပြီးလို့တောင်သူမရဲ့နောက်ကိုလိုက်လာပြီးသူမနဲ့ဒီလူတို့ရဲ့အခြေအနေကိုမေးပါတယ်အဲ့ဒီအချိန်မှာကက်ရက်စ်ကဒီယိုဟာဟိုနေ့ကသူခံခဲ့ရတဲ့အရှက်တကွဲဖြစ်မှုရှိပေမဲ့မကြသေးခင်ကသူမကိုနှောက်ယှက်ဖို့ဘာမှမစူးစမ်းခဲ့တာကိုရုတ်တရက်သိလိုက်ပါတယ်နေတဲ့ထက်ကဒီကိုဝေးနေအောင်သူမကိုအမြဲလိုက်ကပ်နေတာဆိုတာသူမသဘောပေါက်သွားပြီးသူ့ကိုအပြုသဘောဆောင်တဲ့အမြင်နဲ့စကြည့်မိလူနီးပါးဖြစ်သွားပါတယ်ဒါနဲ့နေတဲ့ထက်ကရုတ်တရက်သူမကို properties လောက်လာပါတယ်သူမကိုစိတ်ဝင်စားစရာကောင်းတဲ့တတဝါလို့မခေါ်ခဲ့ရင်ထိုင်နေစိတ်ကဒီ property လောက်တာကိုယုံကြည်သွားလောက်ပါတယ်သူ့ရဲ့မှတ်ချက်ကြောင့်သူမအံ့ဩတုံလောက်သွားခဲ့ပါတယ်ဒါပေမဲ့နေတဲ့ထက်ကမလိမ်ပဲထိုင်နေစိတ်ဟာလေးလာရကျိုးနဲ့တဲ့စိတ်ဝင်စားစရာတတဝါတကောင်လို့တကယ်ထင်ခဲ့ပြီးသူမအကြောင်းမဆုတွေတောင်တင်ထားခဲ့တယ်ဆိုတာပေါ်လာပါတယ်အဲ့ဒီအချိန်ကစပြီးသူမကအန်တီထန်ကိုမုန်းလာခဲ့ပြီးဒီနေ့မှာဒီလိုနဲ့အတူသူ့ကိုပါလက်တီးနဲ့ထိုးချင်တယ်လို့ဆန္ဒရှိခဲ့ပါတယ်ပြစ္ဆုတ်ပံကိုပြန်လာတဲ့အခါသူမရဲ့ဒေါသတွေအားလုံးနောက်ဆုံးမှာရှင်ရဲ့မျက်နှာဆိုတဲ့ထွက်ပေါက်တစ်ခုကိုတွေ့သွားပါတယ်တစ်ချက်ထိုးယုံနဲ့ချဲဟေစ်ကသူမကိုလွင့်ထွက်သွားစေပြီးနောက်ထပ်လူနှစ်ယောက်ကိုပါလွင့်စင်သွားစေပါတယ်ဒီယိုကဒါကိုမြင်တော့ကြောက်လန့်တကြားဖြစ်သွားပြီးသူမဘာလုပ်နေတာလဲလို့မေးပါတယ်ချဲဟေစ်ကတော့သူ့ရဲ့ရက်ဆက်တဲ့မှတ်ချက်တွေကြောင့်သူမစိတ်အနောက်ရှက်ဖြစ်ခဲ့ရပြီးရှင်ကြီးကအဲ့ဒီအတွက်အဖိုးခပေးရမယ်လို့ ADA ဆက်ပြန်ဖြေပါတယ်ထို့နောက်သူမကအံ့ဩတုံလုံနေတဲ့မှုမတ်တွေရဲ့လူအုပ်စီကိုရှောက်သွားပါတယ်သူတို့တယောက်ချင်းစီဟာအချင်းပြက်လူယုံမာတွေဆိုတာအပြည့်အဝတည်ထားပါတယ်ဒီစိတ်ဆက်ပွဲကိုဖျက်သိမ်းတဲ့အချိန်မှာသူတို့အောင်ပွဲခံခဲ့ကြလို့သူတို့ကိုဒေါသထွက်နေပါတယ်ဒါကြောင့်သူမကအရေးပေါ်အတွက်အချိန်တိုင်းဆောင်ထားတဲ့လက်တီးထိုးလက်အိတ်ကိုဆွတ်လိုက်ပါတယ်မှုမတ်တွေကကြောက်လန့်တကြားဖြစ်ပြီးအဆောင်တွေကိုခေါ်ကြပါတယ်ဒါပေမဲ့ထိုင်နေစစ်ကမော်ပညာနဲ့သူတို့ကိုချက်ချင်းအိပ်ပျော်စေပြီးမှုမတ်တွေကိုတယောက်ချင်းစီလက်တီးနဲ့ထိုးပါတော့တယ်မှုမတ်တွေကကျင်ယောင်းဝယ်တာတရားမဝင်ပေမဲ့သူတို့ရဲ့ကျင်တွေကိုပေးမယ်ဆိုပြီးကာကွယ်ပေးဖို့ဘယ်သူကိုမဆိုတောင်းပန်ကြပါတယ်ထိုင်နေစစ်ကဒီလူတွေဟာပြန်သုံးလို့မရတဲ့အမိုက်တွေဖြစ်ပြီးသူတို့ကိုတတိလေးအောင်ထိုးရင်တောင်သူမရဲ့အတက်ပစိတ်မှာဘာမှလေးစရာမရှိတာကိုသဘောပေါက်ပါတယ်ဒါကြောင့်သူမရဲ့အထူးအချိန်မော်ကိုအသုံးပြုပြီးအရှိန်ကိုမြင့်တင်ကလူတိုင်းအတွက်ရအစင်းသက်မှတ်ထားတဲ့သူမရဲ့လက်သီးတွေနဲ့ရန်ကားထိုးသက်ပါတော့တယ်မကြခင်မှာမှုမှတ်အားလုံးမြေပြင်ပေါ်လဲကြကုန်ပါတယ်ဒီကိုတယောက်တည်းကြံခဲ့ပြီးထက်ခင်ဆက်ရဲ့ပင်ကိုပုံစံကိုမြင်ပြီးသူပေါင်းပြီးထဲတောင်လန့်ပြီးထွက်ကျသွားပါပြီသူမကအခုသူ့အလှဲ့ပဲလို့ပြောပြီးသူမကသူ့ကိုထိုးဖို့လုပ်ချိန်မှာသူမရဲ့အကိုတိုးဗင်းနေကရက်တန့်ဖို့အဲ့ဒီကိုရောက်လာပါတယ်ဒါပေမဲ့သူကအရန်နောက်ကျသွားပြီးထက်ခင်စိတ်ကဒီကိုနယံထဲထိုးထည့်လိုက်ပါတယ်တကယ်လန်းဆန်းသွားတယ်လို့ခံစားရပါတယ်တိုးဗင်းနေကမြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့မှုမှတ်တွေကိုမြင်တော့ထိတ်လန့်တုန်လုံနေချိန်မှာနေတဲ့တက်စကအရန်သဘောကျနေပါတယ်ချန်နေစစ်ကသူ့ကိုလည်းမျက်နှာထဲပါရိုက်ချင်စိတ်ပေါက်လို့နီးပါးဖြစ်သွားပေမဲ့အခုတော့ဒီလောက်ထိမသွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကအန်ဒေဖန်နဲ့ဒိုဗင်းနေစီသွားပြီးနှုတ်ဆက်ပါတယ်သူတို့ကသူမရဲ့ကြမ်းကြုတ်တဲ့ပောက်ကွဲမှုရဲ့အကြောင်းရင်းကိုမေးပါတယ်အစပိုင်းမှာချက်ဟဲစစ်ကသူတို့တွေကပြောမထွက်နိုင်တဲ့ရာဇဝတ်မှုတွေကျူးလွန်ပြီးကိုအကြောင်းပြချက်တွေစတင်ပြလို့ချက်ချင်းပြပေးလိုက်တာလို့ KCFC လိုမျိုးခက်တီပြောပါတယ်ဒါပေမဲ့နေတဲ့ထန်ကအတိအကျပြောပြဖို့ပြောတဲ့အခါသူတို့ကသူမကိုစိတ်တူအောင်လုပ်လို့တတိလေးအောင်ထိုးလိုက်တာလို့ပြန်ဖြေပါတယ်ဒိုဗင်းနေကဒါကိုကြားတော့နှလုံးရောဂါအသေးစားရတယ်လို့ဖြစ်သွားပြီးထက်ခင်နေစစ်ကမူးမှန်အားလုံးကိုဘလို့တိုင်းနှက်ခဲ့တာကိုသူတကယ်မြင်ချင်လို့တယောက်ကကင်မရာတွေတီထွင်ပြီးသားဖြစ်နေတာကိုစူတောင်းမိတယ်လို့ပြောရင်းရဲလိုက်ပါတယ်သူမရဲ့လက်တီးတံပြန်ပွဲစဖို့သူဒီကိုရောက်လာတဲ့အထိစောင့်တင်တယ်လို့နေတဲ့ထက်ကပြောပေမဲ့ထက်ခင်နေစစ်ကအဲ့ဒါမတင်လျော်တဲ့တောင်းဆိုချက်လို့ပြောပါတယ်ဒီအတော်အတွင်းမှာသူမရဲ့အကိုကအကျိုးဆက်တွေကိုတွေးပြီးထိမရဖြစ်လာပါတယ်ဒါပေမဲ့နေတဲ့ထက်ကဒီကိစ္စတွေကိုသူကင်တွယ်ပေးမယ်လို့အာမခံပါတယ်ထက်ခင်နေစစ်ကရုတ်တရက်မူးဝေလာပြီးမြေပြင်ပေါ်လဲကျသွားခါနီးမှာနေတဲ့ထက်ကသူမရဲ့ခေါင်းကိုဖမ်းကာကွယ်ပေးလိုက်ပါတယ်၃ရက်အကြာမှာထက်ခင်နေစစ်ကခေါင်းထဲကောင်းလောင်းတန်တွေကြားရင်သတိပြန်လဲလာပါတယ်သူမတဖြည်းဖြည်းတီးရလာတဲ့အခါအချိန်နဲ့ဖျားဒရစ်ဆိုကကောင်းချီးပေးထားတဲ့စွမ်းအားကိုအလွန်ကျွံသုံးခဲ့မိတာကိုသဘောပေါက်လိုက်ပါတယ်ဒါပေမဲ့မျက်လုံးဖွင့်လိုက်ချိန်မှာပဲသူမရဲ့အပေါ်မှာအိမ်ကူတယောက်ခုန်တက်နေပြီးသူမကိုဓာတ်ထောက်နေတာကိုတွေးလိုက်ရပါတယ်ထဲနေစစ်ကအေးဆေးစွာနဲ့နင်ဘယ်သူလဲလို့မေးပေမဲ့ထိုမိမ့်မကတေးလို့អော်ပြီးထိုးတက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ထဲနေစစ်ရဲတုပ်ပြန်မှုအချိန်ကိုမမိနိုင်ပဲချက်ချင်းပဲနယံထဲလက်တီးနဲ့ထိုးထည့်ခံလိုက်ရပါတယ်သူ့ညီမရဲ့အခန်းထဲကကျယ်လောင်တဲ့အတန်ကြားလို့ဒိုဗင်နေကပြေးလာပြီးတတိပြန်ရလာပြီးနောက်သူမရဲ့ပထမဆုံးလောက်ရက်ကလူတယောက်ကိုလက်တီးနဲ့ထိုးတာကိုမြင်တော့အံ့အားသင့်သွားပါတယ်ဘာပဲဖြစ်ဖြစ်သူမအတွက်ဘယ်လောက်စိုးရင်ခဲ့တယ်ဆိုတာကိုသူပြောပါတယ်ထဲနေစီလန်းဆန်းသွားချိန်မှာနေတဲ့ကအခန်းထဲဝင်လာပါတယ်နေတဲ့ကသူတို့နဲ့သူမရဲ့စိတ်ဆက်မှုဟာသူတို့ရဲ့မိသားစုတွေရဲ့ခွင့်ပြုချက်နဲ့တရားဝင်ဖျက်သိမ်းလိုက်ပြီးဖြစ်တယ်လို့ပြောပြပါတယ်ဒီယိုကကျင်ယောင်းဝယ်မှုမှာပါဝင်တဲ့မှုမှတ်တွေကိုအကာအကွယ်ပေးတဲ့အတွက်တော်ဝင်မိသားစုရဲ့အမွေဆက်ခံခွင့်ကနေထုတ်ပယ်ခံလိုက်ရပြီးပါတီမှာရှိတဲ့မှုမှတ်အားလုံးလည်းအဖမ်းခံထားရပါတယ်ခက်ကဒါကိုကြားတော့ကျင်းနေသွားပြီးသူမလဲအပြစ်ပေးခံရမှာလားလို့နေတဲ့ကိုမေးပါတယ်နေတဲ့ကသူ
သူမဟာတော်ဝင်မိသားစုအတွက်အရန်ရေးကြီးလို့အဖြစ်ပေးခံရမှာမဟုတ်ဘူးလို့ပြောပါတယ်ဒါပေမဲ့ဒီကိစ္စတွေငြိမ်းသွားတဲ့အထိသူမကိုလက်ထပ်ဖို့အဆင်သင့်ရှိတဲ့အမျိုးသားရှာရတာခက်ခဲလိမ့်မယ်လို့ဆိုပါတယ်ဒါပေမဲ့သူမအတွက်သတင်းကောင်းလည်းရှိပါတယ်နေတဲ့ကသူမရဲ့မကြသေးခင်ကလောက်ရက်ဟာတနိုင်ငံလုံးမှာကြော်ကြားတဲ့ဇလန်းတစ်ခုဖြစ်လာပြီးလူတွေကသူမကိုဘေးဘေးလိုမျိုးပြောဆိုနေကြတယ်လို့